ကြောက်ကြီးနှင့်ဖလန်းမြို့နယ်တို့တွင်စစ်တပ်ကလေရင်ဖြင့်ဘုံကျဲခြင်းနှင့်လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့်ဆယ်ကျော်သက်ရွယ်အမျိုးသမီးငယ်2ဦးသေဆုံးပြီးပြည်သူ9ဦးဒဏ်ရာပဲခူးတိုင်းကြောက်ကြီးမြို့နယ်တွင်အကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာအသက်15နှစ်အရွယ်အမျိုးသမီး2ဦးသေဆုံးပြည်သူ9ဦးဒဏ်ရာရကစေကန်းလူနာဆောင်ကားနှင့်နေအိမ်များပျက်စီးခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန်သည့်ဧပြီလ24ရက်နေ့တွင်အကြမ်းဖက်စစ်တပ်ကကြောက်ကြီးမြို့နယ်လယ်မူသောကျေးရွာအတွင်းကိုဂျက်ဖိုက်တာဖြင့်9ကြိမ်တိုင်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းအဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်းအသက်15နှစ်အရွယ်နော်အဲတူလိုမူထိမှန်သေဆုံးခဲ့ပြီးအသက်3နှစ်အရွယ်စောထုကတရေမူအသက်22နှစ်အရွယ်နော်ဤရွှေစင်အသက်24နှစ်အရွယ်စောပိုင်ဆိုးအသက်32နှစ်အရွယ်စောနယ်တာအသက်38နှစ်အရွယ်စောဖပလူတို့9ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကလယ်မူသောစေခန့်၏လူနာဆောင်2ဆောင်နေအိမ်4လုံးနှင့်ကားတစ်စီးလဲထိမှန်ပျက်စီးခဲ့ရကြောင်းသိရှိရသည်အကြမ်းဖက်စစ်တပ်သည် KNU အုပ်ချုပ်မှုနယ်မြေအတွင်းနေထိုင်သောအရက်သားပြည်သူများကိုပြစ်မှတ်ထားကာပြည်သူများနေထိုင်ရာကျေးရွာများအတွင်းနှင့်လုပ်ကိုင်စားသောက်ရာလုပ်ငန်းခွင်များအတွင်းသို့ drone လက်နက်ကြီးနှင့်လေယာဉ်များဖြင့်နေ့စဉ်ရက်ဆက်ရည်ရွယ်ချက်ရှိပြစ်မှတ်ထားတိုက်ခိုက်လျက်ရှိသောကြောင့်အရက်သားပြည်သူများမှာစိုးရိမ်ထိတ်လန့်မှုများဖြင့်နေထိုင်နေကြရကြောင်း KNU ကထုတ်ပြန်သည်အလားတူချင်းပြည်နယ်ဖလန်းမြို့နယ်တလရောင်ကျေးရွာတွင်ယမန်နေ့ဧပြီလ30ရက်နေ့စစ်တပ်ကပစ်ခတ်လိုက်သည့်လက်နက်ကြီးထိမှန်မှုကြောင့်အသက်18နှစ်အရွယ်ရှိငန်ဟလဲဖြိုသေဆုံးသွားခဲ့ကြောင်းသိရှိရသည်စစ်တပ်ကပစ်ခတ်လိုက်သောလက်နက်ကြီးသည်ငန်ဟလဲဖြိုနှင့်မိသားစုဝင်များဘေးလွတ်ရာသို့တိမ်းရှောင်ပုံအောင်းနေသည့်နေရာသို့တိုက်ရိုက်ကျရောက်ပောက်ကွဲခဲ့ခြင်းဖြစ်သည်အဆိုပါလက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်အင်းသည်ပုံးရှောင်နေသည့်နေရာ၌ပင်ချက်ချင်းသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်